အင်းကြီးပြန်ခွင့်နဲ့ငါ့ကိုလာမင်းလေမရှိဘူးလို့ပြောလိုက်ကြတာဟုတ်ကဲ့ကျွန်တော်ပြောတယ်ဆရာဘာကိန်းထားရှိလို့ပါလဲကျွန်တော်မခင်မတီနဲ့တွေ့ချင်တယ်သူဒီနေ့ခွင့်ယူလာတယ်ခင်ဗျာဟုတ်လားအဲ့ဒါဆိုလို့ရှိရင်သူရုံးတဲ့နေ့ကျရင်ကျွန်တော်တခုတော့ပြောပြပါဘာပြောပြရမလဲမှားစရာရှိရင်မှားခဲ့လို့ရပါတယ်ကျွန်တော်ပိုင်တဲ့အပိုးတန်ပစ္စည်းတခုသူ့စီမှာရှိတယ်အဲ့ဒါကိုတစ်သက်လုံးပြန်မတောင်းတော့ကျွန်တော်ဆက်သက်ပြောလိုက်ပါမယ်ခင်ဗျာမင်းတို့အုံလာကဘယ်လောက်ပေးရဟုတ်တပြားမှမပေးရပါဘူးဟမ်ဟုတ်ဘာဖြစ်လို့လဲဆိုဟုတ်ကောင်းတာကျွန်တော်ပဲလေဟုတ်တယ်ကိုကကြီးမနေ့ကမှဈေး600ရလို့ဝယ်လိုက်တာဗျာမင်းဝယ်တာဘယ်လောက်ပေးရဟိုတိတ်မပေးရပါဘူးကိုကကြီးဟိုကောင်းတာဘိုင်းတာနေလို့လေကျွန်တော်တရားအစိမ့်နဲ့ဝယ်လိုက်တရားဟုတ်ကဲ့ဟဲ့နင်တို့တွေခုချိန်ထိအောင်မှဒီအစ်မဖြောက်ကြသေးဘူးလားဟမ်ဒီအငှားကမောင်းတာတော့မှသဘောမတင်မဲနဲ့မောင်းရတာခင်မေလေးရဲ့ကျေးဇူးကြောင့်မဟုတ်ဘူးလားမေကြီးဖြစ်တယ်လဲခံရမှာပဲဗျဟိုကျွန်တော်တို့နှစ်ယောက်နဲ့လေနည်းနည်းလောက်ပြကြွားလိုက်ရမှာနေတာထိုင်တာရှိတာမင်းတို့ဘလောက်ကြွားငါတော့မယုံကြမယုံနော်မင်းတို့လိုအဝါသားကောင်တွေမပြောနဲ့ငါလိုဝါရင်ကားပွဲသားကြီးတောင်မှပဲကားဝယ်မစီးနိုင်သေးဘူးဒီနေ့တော့မှသိန်း9တန်ကားတစ်စီးကိုရောက်ဝယ်လို့ဆိုင်ထားသေးတယ်အလုပ်ဖြစ်ရင်တော့ပွဲကသိန်းနဲ့ချီရမှာနော်ကျွန်တော်ကသိန်း900အောက်သူစိတ်မစင်စားမေးကြည့်ကိုကမင်းမနဲ့ညီမမဟုတ်ငါစားပြီးတော့ပတ်စံ900ပါမလားအဲ့ဒါသတ်ဖို့ပြလိုက်ဒီမဲပါကွာမနေ့ကလည်းငါ900နဲ့တော့ပေးထားသေးဟာကျတော့ငါ900နဲ့တရွနဲ့တော့ပြရမဆက်စီအရက်တော့မင်းတော့ပေးလိုက်ပါတော့ဟာရပါလေကိုဘာကြီးကျွန်တော်ကကေစီကကိုညီလို့အစင်နေလားရပါတော့ရခါလေးလိုက်ငါညမ900နဲ့ပါအောင်အဲ့လိုက်ဖောင်ရလားမင်းလည်းခင်မီလေးတို့အိမ်ကိုမလာတာကြဘူးနော်ဘာများဖြစ်တာချလဲဘာမှဖြစ်ပါဘူးကျွန်တော်ဝင်ထွက်သွားလာနေရအောင်တောင်းဝင်ကျင်တနည်းမှာဆိုလို့မသိပါဘူးကွယ်အမေကြီးကမင်းတို့ရံများဖြစ်တာကြသလားလို့ဘာမှမစိုးရင်မနာခင်မီတီတမီးလေးပြဿနာကိုတောင်းဝင်ကျင်လုံးဝမသိစေတော့ကျော်အခြေချောင်းရှိလို့ရှိရင်ကျွန်တော်ဆက်သွယ်လို့ရအောင်ကျွန်တော်စီရီဖုန်းနံပါတ်လေးယူထားလိုက်ပါဗျာဒီမှာတမီးဖေဖေနိုင်ငံခြားပို့လိုက်တဲ့ချောကလက်ရစားပါတမီးကချောကလက်မစားချင်ဘူးဘာစားချင်လို့လဲတမီးရဲ့တမီးလေးကမမေကစိတ်ကောက်နေတာ哦ကြည့်စမ်းမအောင်နှခါနဲ့ဆူလိုက်တာချုံလို့ကဲပြောပါအောင်တမီးလေးကဘာလိုချင်လို့လဲမမေကိုပြောစမ်းပါအောင်တမီးဖေဖေနဲ့တွေ့ချင်တယ်တမီးကလည်းတမီးဖေဖေကနိုင်ငံခြားမှာသွားနေရလေဘယ်တွေ့လို့ရပါမလဲမမေလေးပြောနေရတမီးတငယ်ချင်းကနိုင်ငံခြားမှာရှိရဲ့သူ့ဖေဆိုအများနဲ့ဖုန်းဆက်ပြီးစကားပြောနေကြတမီးလေးဖေဖေစီကိုဖုန်းဆက်ပြီးစကားပြောနေတယ်ခင်မလေးငါမီးသူ့အဖေနဲ့ဖုန်းပြောချင်တယ်ဆိုရင်အပေါ်တက်ကအမေကြီးဖုန်းနဲ့ဆက်ပေးလိုက်နော်အခုအမေကြီးလည်းအပြင်သွားအောင်ပါဆိုတော့တမီးအိမ်ကိုခဏကြည့်ထားပေးလို့နော်ဟုတ်ကဲ့ပါကိုရောဖုန်းလာနေတယ်လာပြီဟယ်လိုမောင်လာတယ်ခင်မေလေးပါခင်မေလေးဟာဟုတ်ပါရဲ့ခင်မေလေးပါသမီးရေဒီမှာသမီးဖေဖေဖုန်းရဟောရေ
ဒီမှာသမီးလေးကနိုင်ငံခြားသူ့ဖေဖေနဲ့ဖုန်းပြောကြလို့တဲ့သမီးလေးစိတ်ချမ်းသာပြောလိုက်စမ်းပါဦး Hello ဖေဖေလာရဲ့သမီးတည်းပါဖေဖေတို့သမီးတွေ့ချင်လားပြန်လာပါတော့ပြန်လာမှာဟုတ်သမီးရဲ့ ဖေဖေပြန်လာမယ်နဲ့သမီးတို့ညားနေတာလားဟင်ဖေဖေပြန်မလာသမီးတို့မချစ်လို့လားဖေ မဟုတ်ပါဘူးသမီးရဲ့ဖေဖေကသမီးကိုချစ်ပါတယ်သမီးမမေ့ဘူးလေဟောသမီးဖေဖေနောက်လာကြလို့ရှိရင်ဆက်ဆက်ပြန်လာခဲ့မယ်နော်အခုဒီမှာဖုန်းလိုက်နေမအားတော့သမီးရဲ့ဒါပဲတော့သမီး ဖေရောက်လေ ဟောဟုတ်တာပဲ ဖေမမေတွေ့ပါမမေးပေးအောင်လေမမေဖေမမေတွေ့ပါမမေးပေးလိုက်တယ်သမီးတက်ဆက်လာအောင်လေ 楼梯看过你那边说，什么父亲上面，对对悄悄生垃圾没说，可以人觉得苦也扛下的，但你来得有白晒的嘛？他被卖，怎么怎么了？怎么送了不？啊，对面收下来的。ကျမအတိုင်းလို့ဒါနဲ့မို့လို့ခံစားရတယ်။ကျွန်တော်အနေနဲ့လေသမီးလေးနဲ့မခင်မေလေးတို့နှစ်ယောက်ရဲ့ချီနှောင်ထားတဲ့တန်ရောစင်ကိုအဖြတ်တော့ချင်ပါဘူးဗျာ။ကျမတော့သမီးလေးကိုတယောက်ချစ်နေအဖေရင်ဖြစ်တဲ့ကိုရဲ့ခေါင်းပြောစရာမလိုတော့ဘူးပေါ့။အဲ့ဒါကြောင့်သမီးလေးကိုရဲကောင်ရှင်ကိုနေပဲပြန်ထည့်ပေးလိုက်ချင်ပါဒါပေမဲ့ကျမသမီးလေးမခွဲနိုင်ဘူးလက်ရှိအခြေအနေကိုကျွန်တော်လည်းဘယ်လိုမှမခံစားနိုင်တော့မခင်မိသေးဘူးကျွန်တော်တို့နှစ်ယောက်ထဲကတစ်ယောက်ကသမီးလေးကိုတန်ရုံးစဉ်အပြတ်ဖြတ်နိုင်မှဖြစ်တော့မယ်ဆိုတော့ကျွန်တော်သဘောပေါက်ပါဖြစ်သွားမယ်ကျောင်းကပါဘာလဲဘကပါဟာမာဝါကြီးပါပါတယ်မာပါမာဝါကြီးတကယ်ပဲဒီစမယူရပါဘူးတဲ့ဦးကတမီးကိုချစ်လို့ပေးထားတဲ့ဥစ္စာကတမီးရယူမှာပဲတွေ့ချင်လားပြ
ပြန်လာမယ်နဲ့သမီးတို့ညာနေတာလားဖေဖေပြန်မလာလားသမီးတို့မချစ်လို့လားဖေဦးနဲ့တမီးမခေါ်တော့ဘူးသူဝယ်ပြထားအလုပ်လည်းတမီးပြန်ပေးလိုက်ပြီမင်းတော့လုံးတိတ်တိတ်ဘာကိစ္စရှိလို့လဲကွယ်ခင်မေလေးနဲ့တွေ့ကြလို့ပါကျွန်တော်ခင်မေလေးယောက်ျားပါခင်မေလေးယောက်ျားဟဲ့မညာရင်ရှင်ဒီမှာခင်မေလေးယောက်ျားပြန်လာပြီတဲ့ဟိုအဲ့ဟာအင်္ဂါတွေအားလုံးကိုပြောလိုက်မမြင်ဘူးရင်လာကြည့်လို့ဟုတ်ကဲ့ပြောလိုက်မယ်သမီးတို့သမီးလေးနေဟုတ်လားဟုတ်တာဟောသမီးရဲ့ဖေဖေကသမီးငယ်ငယ်လေးကတင်းမောလိုက်သွားတော့သမီးကဖေဖေကိုဘယ်မှတ်မိပါမလဲဟေးမေမောင်မျိုးသားကြီးရောက်လာလို့အံ့ဩနေနေတူတယ်ကြည့်ပါအောင်အန်ဒီရဲ့ကိုယ့်ယောက်ျားကိုကြည့်နေတာများတခါမှမမြင်ဘူးတဲ့လူကြာနေတာဘာလဲမောင်မမျှော်လင့်မတွေ့လိုက်ရလို့ဝမ်းသာလို့စိုးနေရရှင်တို့သူလဲရှင်လေတခါမှမမြင်ဘူးပါလားခင်ဗျာကြီးကိုယ့်ယောက်ျားကိုတခါမှမမြင်ဘူးတဲ့သိစိုးတာလေစိုးပေါ်မေးရဒါပေမဲ့အဝေးရလာတဲ့လူကိုတော့ရင်ဝအောင်စီးကပ်လိုက်တယ်လို့မျိုးတော့မလုပ်လိုက်ပါနဲ့ဟုတ်သားပဲခင်ဗျလေးရဲ့ကိုယောက်ျားလေးကိုစီကိုပြန်ရောက်လာပြီပဲစိတ်ဆိုးတာကြီးစိတ်ကောက်တာကြီးလုံးမနေနဲ့တော့မဟုတ်ဘူးအမေကြီးရဲ့သူ့ကျမအခုမှမြင်မှုလားသူ့ကျမယောက်ျားမဟုတ်ဘူးကိုသဘောပေါက်ပါမင်းကိုဒီလောက်ထိစိတ်နာနိုင်မယ်လို့ကိုမထင်ထားဘူးဒါပေမဲ့မင်းကကိုစိတ်ကားဖြစ်နေမှာတော့ကိုတို့နှစ်ယောက်ဇက်လန်းကိုတီပုံကချလိုက်တာပဲကောင်းတယ်ဒီမှာမေးတခုတော့ရှိတယ်နော်သမီးလေးကိုတော့မင်းကိုပေးရမယ်ရှင်လည်းကျမဘာဆိုင်လို့ကျမသမီးပြည့်ပေးရမှာလဲဟုတ်ပြီလို့ကျမတို့မျက်နှာပြောက်တိုင်းလိန်နေရမယ်ကြီးဟဲ့အဲ့သမီးလေးခါရလည်းဘာမှမဆိုင်ဘူးခင်မေလေးကိုယ်